တကယ်တော့လောကမှာလူတိုင်းဟာကိုယ့်အခက်အခဲနဲ့ကိုတိုက်ပွဲနဲ့ကိုပုံစံအမျိုးမျိုးရုန်းကန်နေကြရတာပါအောင်မြင်နေတဲ့သူတွေစီမှာလည်းငါတို့မသိတဲ့မျက်ရည်တွေရှိတတ်ကြပါတယ်ဒါကြောင့်တခြားသူတွေရဲ့အပြင်ပန်းအောင်မြင်မှုတွေနဲ့နှိုင်းယှဉ်ပြီးကိုအားငယ်မနေပါနဲ့ဒီနေ့အထိသင်ကြုံခဲ့ရတဲ့စိတ်ဒဏ်ရာတွေအခက်အခဲတွေကိုကြံ့ကြံ့ခံရပ်တည်နိုင်ခဲ့တာတင်ပဲသင်ဟာတကယ့်ကိုလေးစားဖို့ကောင်းတဲ့လူတစ်ယောက်ဖြစ်နေပါပြီသင်ရဲ့တန်ဖိုးဟာတခြားသူတွေရဲ့အတိအမှတ်ပြုမှုဝေဖန်မှုတွေပေါ်မှာမရှိပါဘူးသင်ရဲ့ရင်ထဲမှာရှိတဲ့မလျှော့သောဇွဲလုံးလာနဲ့မစုံမနစ်တဲ့စိတ်ဓာတ်ပေါ်မှာပဲရှိတာပါကောင်းကင်ကြီးဟာအမြဲတမ်းမဲမောင်မနေသလိုမုန်တိုင်းထန်တဲ့နေ့တိုင်းဟာလည်းထာဝရမဟုတ်ပါဘူးဆိုတာကိုသတိရပါသင်ဘဝရဲ့အမှောင်ဆုံးအချိန်တွေကတစ်နေ့မှအဆုံးသတ်သွားမှာပါအရေးကြီးတာကလက်မလျှော့ဖို့ပါပဲဒီနေ့မှာသင်ဟာသေးငယ်တဲ့ခြေလမ်းတစ်လမ်းပဲလှမ်းနိုင်ခဲ့ရင်တော့သင်ဟာမနေ့ကထက်ဆိုင်ပန်းနိုင်တဲ့ပုံနီးစပ်သွားပါပြီဒါကြောင့်ကိုယ့်ကိုယ်အပြည့်အဝယုံကြည်လိုက်ပါကျွန်တော်ရဲ့ YouTube Channel ကို Subscribe လုပ်ပေးထားလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ